ကျန်းစာတိုင်းမှာကျွန်တော်ဆရာကိုပေးခြင်းတယ်ရော့သိန်း100ဆယ်ဘိုးတို့တန်းနေရွယ်လေးကထောင်းသွားပြီဆယ်ဘိုးတဘိုးသိန်း100ငါလွန်ခဲ့တဲ့9နှစ်10နှစ်အမှုဆောင်လုပ်ခဲ့တာငါလက်ထဲကိုဆယ်ဘိုးတဘိုးပေးခဲ့လူအားလုံးက3သိန်းပတ်ဝန်းကျင်ပဲပေးခဲ့တယ်ဒီတရားကိုဆယ်ဘိုးတဘိုးကိုတခါတည်း100ပေးနိုင်လောက်တီးလူကဘာလုပ်လဲအန်တနာလေးကလှဲ့သွားပြီဘုရားပဲမလှဲ့ဘူးနော်အဲ့စီးပွားရေးသမားပဲလှဲ့သွားတာငွေကိုကင်ထားတဲ့လူပဲလှဲ့သွားဘာဖြစ်လဲဒီနှလုံးသားစာယိုယွင်းလာပြီဟယ်လိုအဲ့တော့စဉ်းစားကြည့်အဲ့တယောက်ကနေမကောင်းလို့ဖုံးဆိုင်တခါတည်းနေချင်းညချင်းဟိုရောက်သွားမယ်ဆုတောင်းပေးဟာလေလုယာနေကောင်းလားအဆင်ပြေလားအလိုရရှင်ပြောတော့ဒါပေမဲ့ဟိုမှာသူ့ကိုတခါမှဆယ်ဘိုးတို့မပေးနိုင်နဲ့စင်သားတယောက်ကဖုံးဆက်တယ်ဆရာလာပြီးတော့နော်ဆုတောင်းပေးပါဟာဆရာမအားသေးဘူး Come on အဲ့လိုမျိုးငွေကြေးအပြင်ကြာဆုံးတော့အမှုတော်ဆောင်တွေအများကြီးရှိတယ်။ဒါကြောင့်မို့ဒီနေ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အိမ်တော်ကိုအချင်းဟာကျွန်တော်တို့အားလုံးအမှုတော်ဆောင်တွေအားလုံးအတွက် important မှ quick နော် safety ပေါ့ပြောမလို့အပြင်မှာ safe ဖြစ်တဲ့ကိစ္စတစ်ခုဖြစ်တယ်။ဒါကြောင့်ကျေးဇူးပြုကျွန်တော်တို့လည်းကိုညီကြပါ။ဒီကလည်းပြောချင်တယ်ကျေးဇူးပြုဆယ်ဘိုးဘိုးဆိုစောတိဟာကိုလာမပေးနဲ့စူဇန်နာကိုလာမပေးနဲ့ဆရာတက်တက်ကိုလာမပေးနဲ့သင်တို့ရဲ့အိမ်လို့သင်တို့ခံစားရတဲ့အဲ့ဒီဝိညာဉ်ရေးရမိသားစုအဲ့ဒီအသင်းတော်မှာသွားပါဝင်ပါကျွန်တော်လည်းကျွန်တော်အမှုဆောင်တဲ့အသင်းတော်ကနေကျွန်တော်ကိုခွဲခံပေးလိမ့်မယ်ဆရာစောတီကတော့ဒီလောက်ရတဲ့ရထိုက်တယ်ရပြီတော်ပြီကျွန်တော်မစားစရာ